မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ကကစားသမားတွေဟာအခြားပြိုင်ပွဲဝင်ကစားသမားတွေရဲ့အကျိုးကိုကာကွယ်ပေးသင့်တယ်ဆိုတဲ့ Rule number 20.1c နဲ့ပတ်သက်ပြီးတော့ share လုပ်ပေးချင်ပါတယ်ကျွန်တော်တို့ golf ကစားကြတဲ့အခါမှာကိုယ်နဲ့ခင်မင်းရင်းနှီးတာကိုအကြောင်းပြပြီးတော့အဲ့ဒီကစားသမားပြစ်ဒဏ်ကျူးလွန်တာတွေအချက်ရမှားနေတာတွေကိုကျွန်တော်တို့ကမပြောမဆိုပဲနဲ့နေတာဟာမတိကျိုးကျွံပြုတ်နေတာဟာနောက်ပြီးတော့အဲ့ကစားသမားစီးမြင်ဖောက်ဖြက်မယ်မှန်တည့်ရတာနဲ့မတားဆီးတာဟာဒါတွေကကျွန်တော်တို့တခြားပြိုင်ပွဲဝင်ကစားသမားတွေရဲ့အကျိုးကိုမကာကွယ်ပေးရရောက်ပါတယ်ဒီတယောက်ကိုကျွန်တော်တို့မမြင်အောင်ဆောင်မတိအောင်ဆောင်ပြီးတော့ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင်ကျန်တဲ့99%သောကစားသမားတွေပေါ်မှာတစ္ဆာဖောက်ဖျက်ရရောက်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာဒီကစားသမားစီမင်းဖောက်ဖျက်တယ်သို့မဟုတ်ဖောက်ဖျက်နိုင်လောက်တယ်လို့သိရှိတယ်ဆိုရင်အခြားကစားသမားတွေကိုသတိမပြုမိတော့မှနောက်လက်လျူရှုနေတော့မှအဲ့ဒီကစားသမားဖြစ်စဉ်အကြောင်းအရာကိုဒိုင်လူကြီးသို့မဟုတ်မာကာသို့မဟုတ်ပြိုင်ပွဲကျင်းပရေးကော်မတီကိုအကြောင်းကြားတင်ပါတယ်ဖြစ်စဉ်လေးတစ်ခုရဆိုရင်ကျွန်တော် ruling လုပ်ပေးတဲ့ကိစ္စတစ်ခုမှာ NPCR မြန်မှားသလားကျင်းနေမြန်ပူနီးသွားသလားဆိုပြီးတော့တခြားကစားသမားတယောက်က complaint တက်တာမျိုးမြင်ပူပါတယ်ဒါကသူရဲ့ right ပါဒါဒီသူ 20.1c ကိုလိုက်နာခြင်းဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးပြိုင်ဘက်ဒီတယောက်ပေါ်မှာမျက်နှာထောက်ထားပြီးတော့လက်လူရှုပေးလိုက်ရင်ကျန်တဲ့ကစားသမားတွေပေါ်မှာတစ္ဆာဖောက်ဖျက်ရကြမှာပါအကယ်၍များပြစ်ဒဏ်ကျူးလွန်နေမှန်သိရတဲ့အဲ့ကစားသမားကိုမပြောမဆိုပဲနဲ့အချက်ရည်တွေခိုးပြီးတော့ဆုယူနေတာသိရတာနဲ့မပြောမဆိုပဲနဲ့လက်လူရှုထားမယ်ဆိုရင်ခုနကကစားသမားနီးတူပဲစီမင်း 1.2a အရာပွဲပယ်ပြစ်ဒဏ်ချမှတ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကနေတိုက်တွန်းလို့တာကကျွန်တော်တို့ဒီတယောက်မျက်နှာကိုမကြည့်ပါနဲ့အများမျက်နှာကိုကြည့်ပါအများမျက်နှာကိုကြည့်ပြီးတော့စီမင်းနဲ့အညီကစားချင်းတည်တာ fair play ဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်နောက်တငယ်ချင်းတွေအတွက် share ပေးစေချင်ပါတယ်